ဟုတ်ကဲ့မင်္ဂလာပါဗျာနွေရာသီရဲ့ပုံရိပ်တချို့ကိုတန်တမိလို့နွေရာသီတုန်းကရိုက်ထားတဲ့ဗီဒီယိုဖိုင်လေးကိုအတင်းလေးလုပ်ပြီးတော့ပြန်လည်မျှဝေလိုက်ရပါတယ်နွေရာသီမှာမေတ္တာမြတ်ဟာဒီဟာအင်မတန်မှနည်းပါတယ်ဒါပေမဲ့မေတ္တာမြတ်ကြီးဟာဘယ်လောက်ချိုးလို့မဝနိုင်တဲ့အနေအထားမှာရှိပါလေမေတ္တာမြတ်ကြီးဟာအရန်ကုန်မှတန်ရှင်းပြီးတော့မှအင်မတန်အေးမြတဲ့မြစ်ဖြစ်ပါလေနွေရာသီဆိုငယ်တော့ကတနေကုန်ပဲမြစ်ထဲမှာပဲရေချိုးလိုက်ငါးရှာလိုက်ဖားရှာလိုက်နဲ့ကြီးပြင်းလာခဲ့ကြတာပါယခုမှတော့အခုလိုမျိုးနွေဘက်တင်မှာတနေကုန်ငါးရှာလိုက်ဖားရှာလိုက်နဲ့အဲ့လိုလူတွေမရှိတော့ဘူးထင်ပါရဲ့